ဒီနေ့ကတော့လေဒီ project report ပေါ့နော် project report တွေကို Google Gemini ကိုသုံးပြီးတော့ဘယ်လိုလွယ်လွယ်ကူကူနဲ့ထုတ်လို့ရမလဲဆိုတာလေးကိုပြောပြချင်ပါတယ်အဲ့တော့အခုဒီမှာကတော့ဒါဒီချက်က Google Gemini ကိုသွားထားတယ်ပေါ့နော်သွားထားပြီးတဲ့အခါကျတော့ဒီမှာကတော့ပြင်ထားတဲ့ဒီ executive summary လေးပေါ့နော် executive summary ဆိုတဲ့သဘောက project manager တယောက်ကဘယ်လိုပဲ report ရေးမယ်လို့ပြောရင်ကိုယ့်ရဲ့ project အနေထားကတော့ကိုယ့်ရဲ့ project state ကကိုသိရမှာဖြစ်တယ်သိရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကတော့တစ်ချက်ကကိုယ့်ရဲ့ project လေးတစ်ခုရဲ့ဒါအခြေအနေပေါ့နော်ဒီကတော့ executive summary လို့ပြောတယ်ဒီသူ့ရဲ့ project ကလက်ရှိဘယ်လိုအခြေအနေရောက်နေတယ်လဲပြီးသား test တွေကဘာတွေလဲပြီးကကြလို့ရှိရင်နောက်လာမယ့် test တွေကရောဘာတွေလဲဆိုတဲ့ဥစားလေးကိုအကြမ်းမြင်လေးပဲရေးပေးထားတယ်ပေါ့နော်ရေးပေးထားပြီးတော့အဲ့ကောင်လေးကိုအခုဒီ Google Gemini မှာထည့်လိုက်တယ်ထည့်ပြီးတော့လို့ရှိရင်ဒီချက်ဘာပြောမှလဲဆိုလို့ရှိရင်please generate ပေါ့နော် please generate Google slide for me ပေါ့နော် Google slide for me လို့ပြောလိုက်တယ်တကယ်လို့ကိုက slide 3ခုပေါ့နော်ဒါမှမဟုတ် slide 2ခုရချင်တယ်အဲ့လိုမျိုးဆိုလို့ရှိရင်အတိအကျပြောလို့ရတယ်number of slide က3 slide ပေါ့နော်အဲ့လိုမျိုးပြောပြီးတော့ကျွန်တော်ဒီမှာပို့ပေးလိုက်မယ်သူနှိပ်လိုက်တယ်နှိပ်လိုက်လို့ရှိရင်ဒါအခုဆိုလို့ရှိရင်သူကဒါ slide ထုတ်ပေးနေတယ်ပေါ့နော်အဲ့ slide ထုတ်ပေးနေအောင်ဆိုတော့ဒီကခဏစောင့်လိုက်မယ်โอเคခုဒီမှာဆိုလို့ရှိရင်သူကပြီးပြီလို့ပြောတယ်ပြီးပြီလို့ပြောရဲဆိုလို့ရှိရင်ဒီမှာ open နှိပ်လိုက်တယ်โอเคခုဒီမှာမြင်တဲ့အတိုင်းပဲသူကဒါတစ်ချက်ပေးလိုက်တဲ့အချက်လက်ပေါ်မှာမူတည်ပြီးတော့ပဲသူကဒီ slide ကိုထုတ်ပေးတာပေါ့နော်ထုတ်ပေးတာဖြစ်တဲ့ကြောင့်မို့လို့ကိုကတစ်ချက်ဒီကောင်ကိုပြန်စစ်မယ်ဒီမှာခုနက download ကြသွားတဲ့ slide လေးကတော့ PDF လေးကတော့ဒီလိုမျိုးလေးပေါ်လာပါတယ်โอเคအဲ့တော့ဒီမှာကတခုပြောချင်တာကဘာရှိလဲဆိုလို့ရှိရင်ပို့ပေးလိုက်တဲ့အချက်လက်ပေါ်မူတည်ပြီးသူကပြန်ထုတ်ပေးတယ်ကိုမြန်မာလိုပေးရင်ဆိုမြန်မာလိုထုတ်ပေးလိုက်မယ်ပေါ့နော်ဒါပေမဲ့တခုသတိထားမှာကိုပေးလိုက်တဲ့အချက်လက်နဲ့သူထုတ်ပေးလိုက်တဲ့အချက်လက်ကကိုက်ညီမှုရှိရလားဆိုတာကိုပြန်စစ်ပြီးတော့မှကို official ကိုရုံးမှာကိုရဲ့ manager report ပေးရတဲ့ဘာတွေကိုလုပ်လို့ရတယ်ပေါ့နော်ဒါကတော့မတည်သေးတဲ့လူတွေအတွက်ပါတကယ်လို့တည်ပြီးသားတွေရှိရဆိုလို့ရှိရင်လည်းကြော်သားပေးလို့ရပါတယ်မတည်သေးတဲ့သူတွေအတွက်ကိုတည်အောင် share လုပ်ပေးတော့လို့လည်းရပါတယ်ကျေးဇူးတင်ပါတယ်